ဘယ်သူကတကယ်မိခင်အစ်စ်လဲဘူဒရာစတိုရီမှာကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပြီးမှာကတော့တားတရားစီရင်ခံပဲဖြစ်ပါတယ်တရက်မှာအမျိုးသမီးတူဟာသူ့ရဲ့ရင်သွေးငယ်လေးကိုချီကမြို့ပြင်ကိုထွက်လာခဲ့သည်ထိုစဉ်ရေကန်ကိုတွေ့ရှိကရေချိုးဖို့စိတ်ကူးဖြစ်လာလေသည်နေ့လယ်ကကလေးကိုကန်းဆန်မှရှိတဲ့တစ်ပင်ရိပ်အောက်မှာတက်တက်ရရအက်ဆက်စီနေခဲ့သည်အဲ့ဒီအချိန်မှာပဲအဲ့ဒီရေကန်အနီးမှာကျက်စားနေတဲ့ဘီလူမတကောင်ဟာသူတို့ကိုစောင့်ကြည့်နေခဲ့ပါတယ်မိခင်တီကလေးငယ်ကိုချော်တိတ်ပြီးတော့ရေထဲဆင်းချိုးပါတယ်ရေထဲမှာရေကစားရင်းအချိန်တွေမေးနေမိသည်ဘီလူမတီသူရဲ့တဘာဝအရာကလေးကိုစားတော့ချင်ပေမဲ့လူတွေကြားထဲမှာအော်ဟစ်ဖန်ဆီးခံရမှာဆိုတာကြောင့်နောက်တနည်းကြံလိုက်သည်သူကလူပုံစံဖန်ဆင်းလေသည်ထို့နောက်ကလေးကိုချက်ချင်းပိုက်ကကိုသားအလားဟန်ဆောင်ပြေးသွားသည်မကြခင်မှာပဲအမေအရင်ကရေထဲကပြန်တက်လာတော့သူကလေးလေးမရှိတော့ဘူးလန့်ပြီးဟိုကြည့်ဒီကြည့်ရှားဖွေတော့မိမတယောက်ကသူကလေးကိုပိုက်ထားပြီးအဝေးကိုခက်တွတ်တွတ်လောက်သွားနေတာတွေးလိုက်ရတယ်ဟဲ့အဲ့ဒါငါသားပြန်ပြီးဟိုအော်ကပြေးလိုက်လေတော့ဒီအမဒါကကျမသားလေးပါကျမကိုပြန်ပေးပါဘယ်လူးမကလည်းဒါနင့်သားမဟုတ်ဘူးဒါငါသားဟိုပြန်လဲညင်းဆိုလေသည်နှစ်ယောက်သားတင်းမာညင်းခုန်ကြတယ်ဘသူမှအလျှော်မပေးဘူးအနီးအနားကလူတွေလည်းဝိုင်းလာကြတယ်ဒါပေမဲ့ဘသူကအမေအရင်လဲဆိုတာဘသူမှမဆုံးဖြတ်နိုင်ဘူးနောက်ဆုံးမှာလူတွေကမဟောတတားစီသွားကြဆိုသူပဲဒီအမှုကိုဖြေရှင်းလိမ့်မယ်လို့အကြံပေးကြတယ်နှစ်ယောက်သားမဟောတတားရှေ့ရောက်သွားကြတယ်မဟောတတားကသူတို့နှစ်ယောက်ရဲ့မျက်နှာကိုအကဲခတ်တယ်အမေအရင်ရဲ့မျက်လုံးတွေမှာစူးရင်မှုနဲ့ကြေကွဲမှုတွေအပြည့်ရှိတယ်ဘလူးမရဲ့မျက်လုံးတွေကတော့တမျိုးကြီးပဲသူတဘောပေါက်သွားတယ်ဒါပေမဲ့သူ့မှာတက်တယ်မရှိဘူးတဲလွန်စာမရှိဘူးဒီတော့သူ့ရဲ့ညံကိုသုံးရတော့မယ်ပြုံးပြီးပြောလိုက်တယ်ကဲဒါဆိုရင်ဒီအတိုင်းလုပ်ကြတာပေါ့ငါမြေကြီးပေါ်မှာမြင်းတစ်ကြောင်ဆွဲမယ်ခလီးကိုမြင်းအလဲမှာထားမယ်မင်းတို့နှစ်ယောက်ခလီးရဲ့လက်တစ်ဖက်စီကိုဆွဲဘဒူးကအနိုင်ရပြီးခလီးကိုမြင်းကြော်အောင်ဆွဲနိုင်လေအဲ့ဒီသူကခလီးကိုယူသွားလို့ရတယ်ဘီလူးမကချက်ချင်းသဘောတူတယ်သူကဘီလူးအားနဲ့ဆိုတော့တာမန်လူထက်အစာမတန်အားကြီးတယ်အမေအရင်ကတော့ငိုရက်နဲ့ခေါင်းညှင်းလိုက်ရတယ်တခြားနီလန်းလည်းမရှိတော့ဘူးမြေကြီးပေါ်မှာညင်းတစ်ချောင်းဆွဲလိုက်တယ်ကလေးကိုညင်းအလယ်မှာချထားတယ်စပြီနော်လို့မဟောတတာကပြောလိုက်တာနဲ့ဘီလူမကကလေးရဲ့လက်ကိုအားကွန်ဆွဲလိုက်တယ်အမေအရင်ကလည်းဆွဲပေမဲ့ကလေးအော်တန်ကိုကြားလာနဲ့ရင်ထဲမှာတစစ်နာပြီးရင်ရည်တွေတလဲလဲကျလာတယ်ကလေးကနာလို့ပိုအော်လေအမေအရင်ဟာတဲမခံနိုင်တော့ဘူးသူ့ရဲ့လက်ကိုချက်ချင်းလွတ်လိုက်တယ်ရင်ထူးပြီးငိုကြွေးရင်ငါမယူတော့ပါဘူးတားလေးကိုမနာစီချင်ဘူးမယူတော့ပါဘူးဘီလူမကတော့အောင်ပွဲခံတယ်လို့ပြုံးပြီးခလီးကိုဆွဲယူလိုက်တယ်ဒါကိုမြင်နဲ့မဟောတတာကရက်အခုပဲရက်လို့အမိန်ပေးလိုက်တယ်ပြီးတော့ဘီလူမကိုတိတ်ကြည့်ပြီးမင်းဟာဒီခလေးရဲ့အမေအရင်မဟုတ်ဘူးမင်းကဘီလူမသားသမီးအရင်ကိုချစ်တဲ့မေတ္တာဆိုတာသားသမီးနာကျင်တာကိုတဲမခံနိုင်ဘူးဒီမျိုးသမီးကတားဖြစ်သူနာမှာဆိုလို့လက်လွတ်လိုက်တဲ့မင်းကတော့ခလီးနာကျင်တာကိုဂယုမဆိုင်ဘူးဒါဟာမိခင်စေရဲ့မေတ္တာမဟုတ်ဘူးဘီလူမထိတ်လန့်သွားတယ်သူ့ရဲ့လူဟန်ဆောင်ထားတဲ့ပုံစံအခွဲလူမကြတုံရင်သွားတယ်မဟောတတာကဆက်ပြောတယ်မင်းကငါအပြစ်မပေးချင်ဘူးဒါပေမဲ့ဒီနေ့ကစပြီးဘယ်တော့မှလူတွေကိုအန်တရယ်မပေးပါနဲ့ကောင်းတဲ့လမ်းကိုလျှောက်ပါဂတိပေးရင်ငါလွတ်ပေးမယ်ကြောက်လဲကြောက်ရှက်လဲရှက်နဲ့ကောင်းငုံပြီးဂတိပေးလိုက်ရတယ်
ပြီးတော့လူတွေစီကနေချက်ချင်းထုတ်ပြေးတော့တယ်မဟော်တရားကခလီကိုပိုက်ပြီးအမေအရင်စီပြန်ပို့ပေးတယ်သူမရဲ့မျက်နှာမှာဝမ်းနည်းမှုတွေပျောက်ပြီးပျော်ရွှင်မှုတွေပြန်ရောက်လာတယ်အမေမိကဟာဘယ်အရာနဲ့မှမတူဘူးကိုသားသမီးနာမှာဆိုလို့ကို့အခွင့်အရေးကိုတော့စသေးနိုင်တယ်ဒါဟာတကယ်မိခင်စစ်ပဲလို့မဟော်တရားကပရိသတ်ကိုရှင်းပြလိုက်တယ်အဲ့ဒီနေ့ကစားပြီးမဟော်တရားရဲ့နာမည်ဟာတပီလုံးကိုပို့ပြီးကြော်ကြားသွားတယ်တတိမရှိတဲလွန်းစာမရှိတဲ့အမှုကိုတော့ညံပညာဖြင့်ဖြေရှင်းနိုင်တယ်ဆိုပြီးလူတိုင်းအံ့တော်သွားကြတယ်ကဲပရိသတ်တို့ရဲ့ဒီဇလန်းလေးကတော့မိခင်တယောက်ရဲ့အတိုင်းအစားမဲ့မေတ္တာနဲ့မဟော်တရားရဲ့ဉာဏ်ပညာကအမှန်တရားကိုဘယ်လိုဖော်ထွက်နိုင်တယ်ဆိုတာကိုပြသထားတဲ့သားတရားစီရင်ခံပဲဖြစ်ပါတယ်မိခင်စီတယောက်ဟာကိုသားသမီးနာမှာဆိုလို့ကို့အခွင့်အရေးကိုတော့စွန့်လွတ်စေတယ်ဆိုတာဒီဇလန်းလေးကသက်သေပါပဲဒီလိုမျိုးဇလန်းကောင်းတွေစတင်ဆက်နိုင်မှုကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ဖို့ခေါင်းလောင်းလေးကိုနှိပ်ဖို့လည်းမမေ့နဲ့နော်နောက်ထပ်ဇလန်းကောင်းတွေမှာပြန်ဆုံကြတာပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်